မျက်မှန်တက်တဲ့ဒီတိုင်းကြုံမှုကြမှာပါအလုပ်လေးနည်းနည်းလုပ်လိုက်နှာခေါင်းပေါ်ကနေမျက်မှန်ကရှောနေအောင်လုပ်ပြီးပစ္စည်းကောက်ရင်လည်းမျက်မှန်ကပြုတ်ကျသွားလို့ပွဲမလားပုံမလားလဲထိတ်လိုက်နေရတယ်ဒါကလုပ်ရင်ပဲဖြစ်ဖြစ်စိုက်ကယ်စီးရင်လည်းဖြစ်ဖြစ်မျက်မှန်ကိုခဏခဏပြန်တင်နေရတာတကယ်ကိုစိတ်နှောက်ယှက်ဖြစ်စရာပါအခုဒီပုံထဲမှာမြင်နေရတဲ့ပစ္စည်းလေးကအဲ့ဒီပြဿနာအားလုံးကိုအမြင့်ပြတ်ဖြေရှင်းပေးမဲ့ဆီလီကွန် elastic strap လေးပါဒီပစ္စည်းလေးကဘာထူးခြားလဲဆိုရင်ပထမဆုံးအနေနဲ့သူ့ရဲ့ material ပါရေပြားနဲ့မတည့်တာမျိုးမရှိပဲနူးညံ့တဲ့ဆီလီကွန်နဲ့လုပ်ထားတာမျိုးမရွက်နောက်မှာတက်ထားရင်တက်ထားမှန်းတော့သိရအောင်တက်တောင့်တက်တာရှိလာပါတယ်။နောက်ပြီးသူက adjustable ဖြစ်ပါတယ်။ပိုဆုံးမှာ25 cm အရှည်ဆုံးက40 cm အထိကိုညှိလို့ရပါတယ်။မျက်နှာနဲ့အန်ကိုက်ဖြစ်အောင်တင်းတင်းလေးဖြစ်အောင်စိတ်ကြိုက်ချိန်လို့ရတယ်။မျက်မှန်ကိုတောင်လိုက်လို့ကတ်ထားပုံမျိုးခိုင်ခိုင်မာမာရှိပြီဆိုရင်ရင်စောရနေတဲ့အချိန်ပြင်းနေတဲ့အချိန်ဒါမှမဟုတ်ရုံးမှာလုပ်ပြီးရှုပ်နေတဲ့အချိန်မျိုးမှာမျက်မှန်ကနေရာတကျရှိနေမယ်ဆိုရင်ဘလောက်စိတ်ချမ်းသာဖို့ကောင်းမယ်။ကလေးဆိုရင်လည်းပိုလိုအပ်တယ်။ကလေးဆိုတာစောတာကစားတာဝါဒနာပါတော့မျက်မှန်ခဏခဏပြုတ်ကျပြီးပျက်စီးတာမျိုးကဒီကျိုးလေးကအကောင်းဆုံးကာကွယ်ပေးလိမ့်မယ်။ဒီဇိုင်းကလည်းစင်ဘက်ဖြစ်ပြီးအမဲအောင်ဆိုတော့ဘလို့မျက်မှန်ဂိုင်းနဲ့ဆိုလိုက်ခတ်တယ်။တက်ရတာလည်းလွယ်ကူတယ်ဖြုတ်ရတာလည်းလွယ်ကူတယ်။မျက်မှန်ကိုခဏခဏပြန်တင်နေရတဲ့အလုပ်ကနေနားယူလိုက်ပါ။ဈေးလုံးကလည်းလူတိုင်းဝယ်နိုင်တဲ့ဈေးလေးဖြစ်လို့ခါဝယ်တိုင်းအကြာကြီးသုံးလို့ရတဲ့တန်ဖိုးရှိတဲ့ရင်းနှီးမြှုပ်နှံမှုလားစိတ်ဝင်စားလို့ margin ဆိုရင်ကျွန်တော်တို့ MBH ကိုအချိန်ကြီးဆက်တွဲမှာနိုင်ပါတယ်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ